ကုန်တိုက်တစ်ခုရဲ့အဝင်ဝမှာချမ်းသာတဲ့အမျိုးသမီးကြီးတဦးရုတ်တရက်နေမကောင်းဖြစ်ပြီးလဲကျသွားပါတယ်။လမ်းသွားလမ်းလာတွေကတော့ဒါဟာငွေညစ်ဖို့ဟန်ဆောင်နေတာလို့ထင်မှတ်ပြီးဝိုင်းကြည့်နေုံသာကြည့်နေကြတာပါ။အဲ့ဒီအချိန်မှာပဲအစားအသောက်ပို့ဆောင်ပေးတဲ့ delivery အမျိုးသမီးငယ်လေးတစ်ယောက်ရောက်လာပြီးသူမရဲ့ဖုန်းကိုထုတ်ကာကူညီကယ်ဆယ်ပုံတွေကိုတက်တဲ့အဖြစ်ဗီဒီယိုမှတ်တမ်းတင်လိုက်ပါတယ်။ထို့နောက်အမျိုးသမီးကြီးရဲ့အိတ်ထဲကဆေးကိုထုတ်ပေးပြီးအသက်ကိုကယ်တင်ပေးခဲ့ပါတယ်။အမျိုးသမီးကြီးဟာမိန်းကလေးရဲ့စိတ်ထားကောင်းမှုကိုအလွန်တရာကြည်နူးသွားပြီးဆုလက်တွေအများကြီးပေးချင်တာကြောင့်သူမရဲ့သားဖြစ်သူထံဖုန်းဆက်ခိုင်းပါတယ်။ဒါပေမဲ့မိန်းကလေးကတော့ဘလို့ခကြေးငွေကိုမှလက်မခံဘဲသားဖြစ်သူကိုလာကြိုဖို့သာအကြောင်းကြားပေးခဲ့ပါတယ်။ဖုန်းချပြီးနောက်မှာတော့သူမရဲ့ delivery ပို့ဖို့အချိန်နောက်ကျတော့မှကိုတတိယပြီးအလင်းအမြန်ထွက်ခွာသွားပါတော့တယ်။မိန်းကလေးထွက်သွားတာနဲ့အမျိုးသမီးကြီးဟာသူ့သားစီကိုဖုန်းချက်ချင်းပြန်ဆက်ပြီးအဲ့ဒီမိန်းကလေးမှာအိမ်အောင်ရှိမရှိစုံစမ်းခိုင်းပါတော့တယ်။သစ္စာဖောက်ခံရခြင်းနဲ့မမျှော်လင့်သောကယ်တင်ရှင်များမိန်းကလေးအိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရဲ့အထုပ်ပိုးတွေဟာအိမ်ပြင်ဘက်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်။အိမ်ရှိမှာရက်နေတဲ့ချစ်သူဖြစ်သူကိုအကျိုးအကြောင်းမေးမြန်းတဲ့အခါမှာတော့လမ်းခွဲရအောင်ဆိုတဲ့ရိုးရှင်းတဲ့အဖြေတစ်ခုကိုသာရခဲ့ပါတယ်။သူမဘာကြောင့်လဲလို့မမေးနိုင်ခင်မှာပဲအိမ်ထဲကနေတခြားမိန်းကလေးတစ်ယောက်ထွက်လာတာကိုမြင်လိုက်ရမှချစ်သူဖြစ်သူဟာဖောက်ပြန်နေမှန်းသိလိုက်ရပါတော့တယ်။ရှက်လွန်းလာတာကြောင့်မိန်းကလေးဟာနှစ်ယောက်လုံးကိုကန်ကြောက်လိုက်ပါတယ်။ဒါကိုဒေါသထွက်သွားတဲ့ရီစာဟောင်းကသူမကိုလက်သီးနဲ့ထိုးဖို့ပြင်လိုက်တဲ့အချိန်မှာပဲသူမရဲ့နောက်ကွယ်မှာအဆင့်မြင့်ဇိမ်ခံကား3စီးဆိုက်ရောက်လာပါတယ်။သူတို့တွေကတော့အမျိုးသမီးကြီးရဲ့သား3ယောက်ပဲဖြစ်ပါတယ်။သူတို့ရဲ့ခန့်ညားထဲဝါတဲ့အရှိန်အဝါကိုမြင်လိုက်ရတဲ့ရီစာဟောင်းဟာမိန်းကလေးမှာချမ်းသာတဲ့နောက်ခံအတိုင်းဝိုင်းရှိနေပြီလို့ထင်ပြီးကြောက်ရွံ့သွားပါတယ်။အကြီးဆုံးသားဖြစ်သူကအချိန်မဖြုံးလိုတာကြောင့်ညီဖြစ်သူတယောက်ကိုမိန်းကလေးအားအိမ်ပြန်ပို့ခိုင်းပြီးအငယ်ဆုံးသားကိုတော့အဆိုပါဖောက်ပြန်တဲ့စုံတွဲကိုရှင်းလင်းဖို့ထားခဲ့ပါတယ်။မထင်မှတ်ထားသောဖူးစာစုံမှုဒုတိယသားဖြစ်သူကမိန်းကလေးကိုအိမ်ထဲခေါ်သွားတဲ့အခါမှာတော့သူမကယ်တင်ခဲ့တဲ့အမျိုးသမီးကြီးကိုအိမ်မှာတွေ့လိုက်ရတာကြောင့်မိန်းကလေးရဲ့စိုးရိမ်စိတ်တွေပြေပျောက်သွားပါတယ်။မကြာခင်မှာပဲကျန်တဲ့ညီကိုတွေပါရောက်လာကြပါတယ်။သား9ယောက်လုံးစုံသွားတဲ့အခါမှာတော့အမျိုးသမီးကြီးကမိန်းကလေးကိုဆိုဖာပေါ်မှာထိုင်ခိုင်းပြီးသားဖြစ်သူတွေနဲ့မိတ်ဆက်ပေးကတယောက်ယောက်ကိုခင်မွန်းအဖြစ်ရွေးချယ်ဖို့ပြောပါတော့တယ်။မိန်းကလေးရောသားဖြစ်သူတွေပါကြောက်သွားကြပါတယ်။သားတွေကဒါဟာသူတို့အမေရဲ့အစီအစဉ်မှန်းသိသွားပြီးအကြောင်းပြချက်အမျိုးမျိုးပေးကထွက်သွားဖို့ကြိုးစားကြပါတယ်။မိန်းကလေးကလည်းလူမှုပတ်ဝန်းကျင်အဆင့်တန်းကွာခြားလွန်းနေဆိုပြီးရင်ကြေးကြေးပဲညှင်းဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာဒုတိယသားဖြစ်သူကမိန်းကလေးစိတ်အိုက်နေတာကိုသတိပြုမိပြီးအခန်းထဲမှာနားနေဖို့အကြံပေးပါတယ်။သူတို့နှစ်ယောက်အတူထွက်သွားတာကိုကြည့်ပြီးကြံတဲ့ညီကိုတွေကဒုတိယသားဟာမိန်းကလေးအပေါ်စိတ်ဝင်စားနေပြီလို့ထင်ကြေးပေးကြပါတယ်။အခန်းထဲရောက်တဲ့အခါမိန်းကလေးကအခန်းရဲ့ကျယ်ဝန်းလှပမှုကိုအံ့ဩနေပါတယ်။ဒုတိယသားဖြစ်သူကဖုန်းထုတ်ပြီးသူမရဲ့အဆက်အသွယ်ကိုတောင်းကဆက်သွယ်ထားခြင်းကြောင့်ပြောပါတယ်။မိန်းကလေးကသူမကိုကူညီခဲ့တာတွေအတွက်ကျေးဇူးတင်စကားပြောတဲ့အခါမှာတော့သူကသူမကိုမြင်ချင်းချစ်မိသွားတာဖြစ်ကြောင်းအတီးအပေါက်ဖွင့်ပြောလိုက်ပါတော့တယ်။မိန်းကလေးကတော့ရှင်တို့မှာညီကိုတွေအယမ်းများတဲ့နောင်ကြရင်ပတ်သက်ရတာရှုပ်ထွေးနိုင်တယ်ဆိုပြီးဒဲတိုးပဲညှင်းလိုက်ပါတယ်။ဒါပေမဲ့ဒုတိယသားဖြစ်သူကတော့စိတ်မပြတ်တဲ့အပြင်သူမကိုအရယူဖို့အခွင့်အရေးရှိသေးတယ်လို့ယုံကြည်ကပျော်ရွှင်သွားပါတော့တယ်။